ရဲ့တနေ့တာလုံးမှာမိသားစုအတွက်အလုပ်အတွက် relationship အတွက်ဒီပဲအာရုံများနေပြီးကိုတောင်ဂိမ်းဆိုင်ဖို့မင်းနေပြီလားဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားမယ်ဆိုရင်တရက်ကို4မိနစ်အချိန်ပြည့်ရုံနဲ့ body mind and spirit ကိုယ်စိတ်နှလုံးသုံးပါးလုံးကိုဘယ်လိုဂိမ်းဆိုင်နိုင်မလဲဆိုတဲ့နည်းလမ်းလေးတွေကိုသိသွားပါလိမ့်မယ်ကျမတို့အများစုကကိုယ့်ရဲ့ဘဝမှာအရေးကြီးတဲ့လူတွေကိုအချိန်ပေးဖို့မမေ့တတ်ကြပါဘူးအလုပ်ဆိုရင်လည်းပြီးအောင်လုပ်တယ်မိသားစုမှာဆိုလည်းသူတို့ရဲ့လိုအပ်တာတွေကိုဖြည့်ဆည်းပေးတယ် relationship မှာဆိုလည်းတစ်ဖက်လူရဲ့စိတ်ခံစားချက်တွေကိုဂရုစိုက်တယ်ဒါပေမဲ့ကိုဂရုစိုက်ဖို့နဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုနားထောင်ဖို့ကြတော့နောက်ဆုံးမှစဉ်းစားတတ်ကြတယ်တနေ့လုံးအလုပ်တွေပြီးသွားတဲ့အချိန်မှတောင်မှပြင်ပန်းနေတယ်ဆိုတာကိုသိပေမဲ့ဘာကြောင့်ပြင်ပန်းလဲဆိုတာကိုမသိတော့ဘူးတစ်ခါတလေကြပြန်တော့လေကိုယ့်ရဲ့စိတ်ထဲမှာဘာတွေခံစားနေရလဲဆိုတာကမစဉ်းစားဖြစ်တော့ဘူးကျမတို့ကတခြားလူတွေကိုကြတော့အဆင်ပြေလားလို့မင်းနေပေမဲ့ကိုကြတော့ငါအဆင်ပြေရလားလို့မမေးဖြစ်တော့ဘူးတကယ်တော့ကိုအတွက်အချိန်ပေးရဆိုတာနိုင်ရင်းနဲ့ချီပြီးတော့အားရချိန်လေးအများကြီးယူနေဖို့မလိုပါဘူးတရက်ကို4မိနစ်လောက်ကိုအတွက်ကိုအချိန်ပေးလိုက်ရုံနဲ့လည်းလုံလောက်ပါတယ်အရေးကြီးတာကအချိန်အများကြီးမဟုတ်ပဲအဲ့ဒီ4မိနစ်အတွင်းမှာကိုယ့်စီကိုပြန်ရောက်လာဖို့ပါအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာကိုအခုပြောပြပေးသွားပါမယ်အခုချိန်လေးမှာကျမနဲ့အတူတူတစ်ခါတည်း live လုပ်မယ်ဆိုလည်းရပါတယ်ပထမဦးဆုံး10မိနစ်မှာကိုယ့်ရဲ့ဖုန်းတွေကိုခဏလေးဘေးမှာချထားလိုက်ပါပြီးရင်ကိုယ့်ရဲ့အသက်ရှူတာကိုသတိထားပြီးတော့ကြည့်လိုက်ပါဝင်လာရင်ဝင်တယ်ထွက်သွားရင်ထွက်တယ်ဆိုတာကိုသတိထားပြီးတော့ကြည့်ပါပြီးရင်ကိုဒီစကားလေးပြောလိုက်ပါအခုအချိန်လေးမှာဘာကိုမှအလောတကြီးလှုပ်စေရမလို့ကိုခဏလောက်နားခွင့်ပြုလိုက်ပါဒုတိယ10မိနစ်မှာကကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုသတိထားပြီးတော့ကြည့်ကြမယ်ကိုယ့်ရဲ့အခုချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကဘယ်နေရာမှာတင်းအားတွေများနေရလဲပခုံးနေရာတွေတင်းအားများနေလားဝမ်းပိုက်ကြက်သားတွေတင်းအားများနေလားဒါမှမဟုတ်ခြေသလုံးတွေကတင်းအားတွေများနေလားခေါင်းတွေတိုက်နေလားအဲ့ဒါတွေကိုသတိထားပြီးတော့ကြည့်မယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့တင်းအားတွေကိုအတင်းပြောင်းလဲဖို့မလိုအပ်ပါဘူးကိုယ့်ရဲ့ဝမ်းပိုက်ကြက်သားကတင်းနေတယ်ဆိုရင်သိတဲ့စိတ်လေးနဲ့ဖြည်းဖြည်းချင်းခြေရော့လိုက်ပါတတိယ10မိနစ်မှာကကိုယ့်ရဲ့စိတ်ကိုဒီလိုလေးတွေမေးကြည့်လိုက်ပါအခုအချိန်မှာငါဟာဝမ်းနေနေလားစိုးရိမ်စိတ်တွေများနေလားတန်တရားစိတ်တွေဖြစ်နေလားဒါမှမဟုတ်ကြောက်စိတ်တွေဖြစ်နေလားဒီလိုလေးတွေမေးလိုက်ပါအဖြေမှန်ကိုသိဖို့မလိုအပ်ပါဘူးမှန်ကိုရှာတာထက်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုသိဖို့လိုအပ်တာပါနောက်ဆုံး10မိနစ်မှာတော့ကိုဒီလိုမျိုးလေးတွေပြောကြည့်လိုက်ပါအခုအချိန်လေးဟာငါခဏနားလို့ရတယ်ဒါမှမဟုတ်လေဒီနေ့အတွက်ငါတတ်နိုင်သလားအကောင်းဆုံးလုပ်ခဲ့တယ်စသဖြင့်ဒီလိုလေးတွေနေ့တိုင်းတစ်ရက်ကိုတစ်ခုတော့ကိုပြောလိုက်ပါဒီလိုမျိုးလှုပ်ခြင်းဟာကိုအချိန်ပေးလိုက်တဲ့အပြင်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနားလည်ပြီးတော့ကိုယ့်ရဲ့စိတ်ကလည်းတည်ငြိမ်လာပါတယ်ပြီးရင်ကိုယ်စိတ်နှလုံးသုံးပါးလုံးလည်းတည်ငြိမ်လာပြီးတော့ကိုယ့်ရဲ့စိတ်တွေပိုအေးချမ်းသွားပါတယ်4မိနစ်ဆိုတဲ့အချိန်ကနည်းတယ်လို့ထင်ရပေမဲ့ဒါကိုနေ့တိုင်းလုပ်သွားခြင်းဟာ body mind and spirit 3ခုလုံးကိုအေးချမ်းသွားစေပါတယ်ဒီဗီဒီယိုလေးဟာကိုယ့်အတွက်အကျိုးရှိရဆိုရင်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပါနောက်ထပ်လို့လည်း healing meditation စိတ်အေးချမ်းအောင်ဘယ်လိုနေရမလဲဆိုတဲ့အကြောင်းအရာတွေကို sharing လုပ်ပေးသွားပါမယ်ရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ် bye bye